အားလုံးပဲမင်္ဂလာပါမိုးနေ blog ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ခါမိုးနေပြပြမယ့်အကြောင်းအရာလေးကတော့မိုးနေရဲ့ messenger မှာအမီးများတဲ့အကြောင်းအရာလေးပေါ့နော်ဘယ်လိုအကြောင်းအရာလေးလဲဆိုလို့ရှိရင်မိုးနေတို့အိမ်မှာ hosting နေရတဲ့ကာလတွေမှာကောအခုအပြင်နေပြန်ထွက်အလုပ်တွေပြန်တက်နေရတဲ့ကာလတွေမှာရောပေါ့နော်ဒီမိုးနေရဲ့ messenger မှာလာမေးကြရပါလဲဆိုလို့ရှိရင်သွားကြိုက်တယ်သွားနာတယ်ဘယ်လိုတက်တာအောင်လုပ်ရမလဲဆိုတဲ့အကြောင်းပါပေါ့နော်အရင်ကတည်းကလူတွေကသွားဆရာဝန်ဆိုရင်သွားစီကန်းသွားမှာကြောက်ကြတယ်သွားဆရာဝန်ကိုကြောက်ကြတယ်အခု covid အနေနဲ့ရှိလာတဲ့ခါကျတော့လေဒီသွားစီကန်းကိုသွားရမှာပို့ပြီးကြောက်လာကြတာပေါ့နော်သွားကြိုက်သွားနာတာတွေကိုဘယ်လိုတက်တာအောင်လုပ်ရမလဲဘယ်လိုကာကွယ်ရမလဲဆိုတဲ့အကြောင်းအရာလေးကိုလည်းပြောပြပေးမှာဖြစ်ပါတယ်ဒီသွားကြိုက်လာပြီသွားနာလာပြီဆိုလို့ရှိရင်တော့ပထမအဆင့်နေကတော့ကိုယ့်ရဲ့သွားကျန်းမာရေးကိုပို့ပြီး view ဆိုင်ရမှာပေါ့နော်ပါဇက်ထဲမှာသွားအစာကျွန်းအစာကျန်းနေမတန်အောင်သွားကိုတေချာတိုက်ရမယ်နောက်ပြီးရင်ဒီပလုတ်ကျင်းစေပေါ့နော်ဒီပါဇက်ထဲမှာရှိတဲ့ဘက်တီးရီးယားပိုးမွှားတွေကိုတေစေတဲ့ပလုတ်ကျင်းစေကိုတုံးရမှာပေါ့နော်တုံးရပြီးသွားလို့ရှိရင်အရန်နာရဲမခံနိုင်ဘူးဆိုရင်တော့အကြိုက်ခဲပြောက်စေတောက်ရမှာနောက်ပြီးသွားလို့ရှိရင်ရောင်းလာပြီဆိုလို့ရှိရင်တော့ပိုးသက်စေတောက်မယ်ဒါပိုးသက်စေကလည်းဒါဆရာဝန် prescribe လုပ်တဲ့စေပေါ့နော်ဆရာဝန်တိုက်တဲ့စေကိုပဲတောက်ရမှာအဲ့လိုမှမဟုတ်ဘူးဒါလုံးဝမတက်တာဘူးဆိုရင်နောက်ဆုံးကျရင်တော့သွားဆရာဝန်နဲ့ပြမှရမှာပေါ့နော်ပါးရီရောင်လာရဲဆိုတော့ပြမှရမယ်တဖုံးရောင်လာတို့သွားကြိုက်တာတို့ဖြစ်လာတဲ့ခါကျရင်တော့မွန်းနေ့တော့3နှစ်ရှိရဲ့ပစ္စည်းလေးတစ်မျိုးကတော့ဗာလဲဆိုလို့ရှိရင် Vitadine Gargle and Mouthwash ပေါ့နော်လုပ်ချင်းစေးလေးပါသူကသွားကြိုက်သွားနာတဖုံးနာတွေကိုတက်တာစေတယ်နောက်ပြီးတော့ green နဲ့နန္နာပါပျောက်ကင်းစေပါတယ်ပြီးတော့လို့ရှိရင်သူကဘာဖြစ်စေသေးလဲဆိုလို့ရှိရင်ပို့ပြီးတော့အန်ကိုလည်းပါတာပေါ့နော်ပါတဲ့အတွက်ကြောင့်မလို့ဒီ green နဲ့ဒီသက်ရှူလမ်းကြောင်းတစ်ချောင်းမှာရှိရဲပိုးမွှားတွေကိုစက္ကန့်30အတွင်းသိစေပါတယ်ပို့ပြီးတော့အန်ကိုတင်းကဘာလဲဆိုလို့ရှိရင်သူကBroad-spectrum bacteria ရဲ့ action ရှိတာပေါ့နော်အဲ့ဒါကဘာကိုပြောတာလဲဆိုလို့ရှိရင်အမျိုးအများကြီးရှိတဲ့ bacteria တွေ virus တွေနောက်ပြီးတော့အဲ့ဒီရဲ့အကောင်တိတိလေးပေါ့ spores လို့ခေါ်တဲ့ဟာတွေနောက် protozoa တွေအဲ့ဒါအကုန်လုံးကိုသူကတတ်နိုင်တဲ့ action ရှိတယ်နောက် fungus တွေကိုပါတတ်နိုင်နောက်ပြီးတော့သူ့ကိုဘယ်မှာပါသေးလဲဆိုလို့ရှိရင်အဲ့ဒီ povidone iodine ကဒီ WHO ကပေါ့နော်ထုတ်ထားတဲ့ R&D blueprint ဆိုဒီ COVID-19 အတွက်သုံးသင့်တဲ့ဆေးဝါးတွေပေါ့နော်အဲ့မှာဆိုရင်သူ့ကို mouthwash အနေနဲ့သုံးသင့်ကြောင်းမှာထည့်ထားတာတွေ့ရပါတယ်စင်ကာပူနိုင်ငံရဲ့ဓာတ်ခွဲစမ်းသပ်ချက်အရ Betadine product တွေမှာပါတဲ့ povidone iodine က SARS-CoV-2 virus ကို30စက္ကန့်အတွင်းမှာ 99.99% တက်နိုင်ပါတယ်။နောက်ပြီးတော့ဘယ်မှာပါသေးလဲဆိုရင် British Dental Journal တွေမှာလည်းဒီအကြောင်းပေါ့နော်ဓာတ်ခွဲစမ်းသပ်ပြီးတော့အတည်ပြုထားတာတွေ့ရပါတယ်။ဒီ povidone iodine ပါဝင်တဲ့ဒီ Betadine mouthwash product လေးကိုပေါ့နော်ဘယ်လိုအခြေအနေတွေမှာသုံးစွဲတက်လဲဆိုလို့ရှိရင်ခုနမနေ့ရှေ့ကပြောခဲ့တဲ့သွားကြိုက်တယ်။သွားကြိုက်တာဘာလို့ကြိုက်တာလဲဆိုအမျိုးအစားမျိုးတော့ရှိတာပေါ့နော်။ဒီသွားရဲ့အတွင်းဆုံးမှာထိသွားတယ်ပေါ့နော်အထဲမှာရှိအာယုံကြောတွေရှိတဲ့ထိသွားပြီဆိုလို့ရှိရင်သွားနာလာတတ်တယ်အဲ့လိုမျိုးကြောင့်ဖြစ်တဲ့ရောင်ရမ်းတာတွေကိုသူကတက်တာစေရပေါ့နော်ပြီးတော့လို့ရှိရင်တဖုံးရောင်တာတွေကိုလည်းဒီဟာပုံမှန်သုံးပေးမယ်ဆိုရင်တက်တာစေရနောက်ပြီးရင်သူကပိုးမွှားတွေများတက်နိုင်တဲ့အတွက်ကြောင့်ပေါ့နော် tonsillitis ဆိုတဲ့ဒီလေချောင်းနာတာတို့နောက်ပြီးတော့လို့ရှိရင် oral thrush ပေါ့နော်ဒီ fungal infection တွေမှာဆိုလဲသူသုံးလို့ရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီအန်ဆုံးနာတာပေါ့အန်ဆုံးနာရဲဆိုတာဘာကြောင့်နာလဲဆိုရင်တချို့အန်ဆုံးတွေကဒီ oral cavity တွေကိုပေါ့နော်အဆုံးထိမထွက်ပဲနဲ့တဝက်တစ်ပြက်မြုပ်နေတယ်မြုပ်နေတဲ့အခါမှာအစာရညက်တယ်ပေါ့နော်အစာရညက်တဲ့အခါမှာဒီရောင်ရမ်းကြိုက်ခဲတာဖြစ်တယ်အဲ့လိုအစာရညက်နေပြီဆိုလို့ရှိရင်ဒီ mouthwash လေးနဲ့ပလုတ်ကျင်းလိုက်ပြီဆိုလို့ရှိရင်ရောင်ရမ်းတာတွေကတက်တာသွားစေနိုင်တယ်ပေါ့နော်အဲ့လိုအခါမျိုးမှာလည်းသုံးလို့ရတယ်နောက်ပြီးတော့ green နဲ့နန်နဲ့ bacteria တွေကိုတက်နိုင်တဲ့အတွက်ကြောင့်မို့လို့ bad breath ပေါ့နော်အနံ့ဆိုရဲဆိုလို့ရှိရင်လည်းသူ့ကိုသုံးဆွဲတက်ပါတယ် monitor dental procedure တွေခွဲစိတ်ရတဲ့ကိစ္စတွေလုပ်ခင်မှာလည်းဒီ povidone iodine mouthwash ကိုသုံးခိုင်းလေးရှိတယ်အဲ့ဒါဘာကြောင့်လဲဆိုရင်သူကရောင်ရမ်းတာကိုတက်တာစေရဲအနာကျက်တာကိုမြန်စေရဲပေါ့နော်အဲ့လိုအကျိုးကျေးဇူးတွေကြောင့်သုံးခိုင်းလေးရှိပါတယ် monitor အပြင်ကိုမထွက်မနေထွက်နေရတယ်လူများကြားမှာတွားလှလှုပ်ရှားနေရတယ်ပေါ့နော်အဲ့လိုအခါကြလို့ရှိရင် COVID-19 အနေနဲ့ကိုဘယ်လိုကာကွယ်ရမလဲဆိုတဲ့ခါကျတော့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့အချက်တွေကိုလည်းလိုက်နာမယ်နောက်ပြီးရင် povidone iodine ပါဝင်တဲ့ဒီ mouthwash လေးကိုလည်းပေါ့နော်နေ့စဉ်အသုံးပြုပေးခြင်းအဖြစ် COVID-19 အနေနဲ့ပို့ပြီးတော့ကာကွယ်နိုင်မှာပေါ့နော်အဲ့တော့မိုးနဲ့တို့ဒီ Betadine Gargle and Mouthwash ကိုဘယ်လိုသုံးကြမလဲဆိုလို့ရှိရင်ဒီကတွင်းနဲ့လေချောင်းပိုးဝင်တာတွေဖြစ်ခဲ့မယ်ပေါ့ဘယ်လိုဟာမျိုးတွေလဲဆိုရင်တဖုံးတွေရောင်ရမ်းမယ်သွားတွေကိုက်မယ်ပြီးရင်လေချောင်းတွေနာမယ်ပေါ့နော်အဲ့လိုပိုးဝင်တာတွေဖြစ်ခဲ့မယ်ဆိုရင်တော့မနစ်တို့ဒီဟာကိုလုံးဝရေမရောပဲနဲ့တနေ့ကို4ချိန်5ချိန်နဲ့အလုပ်ချင်းပေးမယ်ဆိုလို့ရှိရင်တော့ကတွင်းနဲ့လေချောင်းမှာရှိရဲပိုးမွှားတွေကိုစက္ကန့်30အတွင်းသိစေနိုင်တာဆိုတော့ဒါကိုသုံးလို့ရပါတယ်။ကဲအဲ့ဒါမှမဟုတ်ပဲနဲ့နေ့စဉ်အသုံးပြုခြင်းတယ်ဆိုလို့ရှိရင်တော့ဒီဆေးတွေတစ်စရေနှစ်စရောပြီးတော့နေ့စဉ်ပုံမှန်ပြုတ်ချင်းဆေးရဲ့အနေနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒီဟာကိုအသုံးပြုတဲ့အခါမှာဆေးညွှန်းအတိုင်းအသုံးပြုရမှာဖြစ်ပါတယ်။အဲ့တော့ဒီထဲမှာပါတဲ့ဆေးညွှန်းလေးကိုတေချာဖတ်ပြီးတော့မှဒီထဲမှာပါတဲ့အချိုးစားအတိုင်းတွေပဲတေချာအသုံးပြုမှဆေးရတဲ့တန်ထိအောင်ပါပေါ့နော်။ပြီးတော့သူကဒီ drug resistant တွေလည်းမရှိဘူး။ပြီးတော့လှုပ်ခြင်းတဲ့အခါမှာသွားတွေကိုအယောင်စွန်းတာတို့ staining ဖြစ်တာတို့မရှိတဲ့အတွက်ကြောင့်မို့လို့နေ့စဉ်စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ပြီးတော့ဒီ Betadine mouthwash လေးကိုအသက်6နှစ်အထက်ကစပြီးတော့စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ဒီ mouthwash လေးကတော့ povidone iodine 1% ပါတာပေါ့နော်။ဒီ mouthwash သုံးရတာကိုမကြိုက်တဲ့သူတွေအတွက်ကတော့ဒီ
sore throat spray လေးကို Betaine ကပဲထုတ်တဲ့ sore throat spray လေးကိုသုံးလို့ရပါတယ်ဒီ sore throat spray ကတော့ Boviro iodine 0.45% ပါပါတယ်အခုမိုးနစ်ကသွားကြိုက်သွားနာထုံးထားတာတွေကိုတက်တာစေတဲ့ product လေးအကြောင်းပြောပြီးပြီဆိုတော့အားလုံးပဲသွားနဲ့ပတ်သက်တဲ့ဒီယောဂရည်ကနေရှင်းကြပါစေ